မင်္ဂလာပါကျွန်တော်ရဲ့ဒီ Geo Saveya Facebook account နဲ့ page က2024နိုဝင်ဘာလကလုံးဝပြတ်သွားတယ်လုံးဝ disable ဖြစ်သွားတယ်အဲ့ဒီအနေထားကနေပြီးတော့ကျွန်တော်ဒီ2025ထဲမှာဒီ account လေးဘယ်လိုပြန်ရခဲ့လဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်လုပ်ခဲ့တဲ့ဟာလေးကိုကျွန်တော် sharing လုပ်ပေးခြင်းနဲ့နောက်တစ်ခုကကျွန်တော် account ညီနေတဲ့သူတွေaccount ဝါနေတဲ့သူတွေကိုယ့်ရဲ့ account ပြန်စိမ့်အောင်ပေါ့နော်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်နားလည်သလောက်ကျွန်တော်လုပ်ခဲ့တဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးခြင်းပါတယ်အဲ့ဒီတော့ကျွန်တော်ရဲ့ account ကဘာကြောင့်ပြတ်သွားလဲပေါ့နော်အဓိကအလုပ်ကြော်ညာတွေတင်လို့အလုပ်ကြော်ညာတွေတင်တာရဲ့အလုပ်ကြော်ညာတွေကိုပြန်ပြီးတော့ sharing လုပ်ပေးတာပြန် share တာသူများရဲ့ post တွေကိုပြန် share တာအဲ့ဒီအလုပ်ကြော်ညာတိုင်းကြောင့်ဖြစ်တာလားဆိုတော့လေအဲ့လိုတော့မဟုတ်ဘူးအဲ့ဒီအလုပ်ကြော်ညာတွေထဲမှာပါတဲ့အသုံးနှုန်းတွေကတချို့အသုံးနှုန်းတွေကသူတို့ရဲ့ဒီ Facebook community standard နဲ့မကိုက်ညီတဲ့အသုံးနှုန်းတွေပါတယ်ဆိုရင်သူကလုံးဝဘန်လိုက်တာအဲ့တော့ပထမဆုံးတစ်ချိန်ဖြစ်မယ်ဆိုရင်သူကပထမတစ်ခါကျတော့ကျွန်တော်ဒီ account မပြတ်ခင်မှာကျွန်တော်အလုပ်ကြော်ညာတစ်ခုကိုကျွန်တော် share လိုက်တော့အဲ့ဒီရဲ့အလုပ်ကြော်ညာတွေမှာဘယ်လိုအသုံးမျိုးတွေပါလဲဆိုတော့ကြားမခွန်ဘေးမီတို့ပါတော့အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုအသုံးမျိုးတွေပါသွားတော့အမှန်နဲ့ကျွန်တော်ရဲ့ account ကနီဝါအဲ့လိုနေနေတဲ့အချိန်မှာနောက်တစ်ခုကကျွန်တော်ပြဿနာတစ်ခုထပ်တက်တော့ကျွန်တော်ရဲ့ Facebook account ကဒီ report ထုတာလည်းခံလိုက်ရသေးတယ်အဲ့နှစ်ခုရဲ့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာနောက်တစ်ခုကနောက်ဆုံးတစ်ခုဗမာဖြစ်သွားတယ်ဆိုဒူဘိုင်းကညီလေးကသူ့ရဲ့ကုမ္ပဏီကလူလိုလို့ဆိုပြီးတော့ဒီလောက်ကြော်ကြလေးကိုရဲ့တင်ပေးပါဆိုတော့သူ့ရဲ့ဟာလေးကိုကျွန်တော် access လေးရိုက်ပြီးတော့ပြန်တင်ပေးလိုက်တာအဲ့ထဲမှာလည်းအဲ့လိုသူတို့လုံးဝလက်မခံတဲ့အသုံးနှုန်းတွေပါသွားတယ်အဲ့ကောင်လေးရဲ့အညီလေးရဲ့ Facebook account လေးလုံးဝ disable ဖြစ်သွားတာပေါ့နော်ကျွန်တော် account လည်းအမှလုံးဝ disable အဲ့ဒါဆိုကျွန်တော်စာလုံးရေးတာမဟုတ်ဘူးနော် access လေးပဲရိုက်ပြီးတော့တင်တာအဲ့ဒါကိုကျွန်တော်လုံးဝထိသွားတာကျွန်တော် account ပို့ဆိုးတာပေါ့ပထမနေနေတဲ့အချိန်မှာအဲ့လိုဟာမျိုးလုံးဝမကိုက်ညီတဲ့ဟာလဲပါအောင်လုံးဝသူတို့ကအဲ့ဒီအချိန်မှာချက်ချင်းစာတက်လာတယ်ကျွန်တော်ရဲ့ account ကလုံးဝဒီလုံးဝหนีရဲ့အဆင့်ရနေပြီးတော့ပျောက်ကွယ်တဲ့အဆင့်ရောက်မယ်ဒါပေမဲ့ကျွန်တော်ရက်ပေါင်း180ပေးမယ်အဲ့ဒီရက်ပေါင်း180အတွင်းမှာသူတို့ကိုreport တင်မှာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော် account ဝင်ကြည့်လို့မရတော့ဒါပေမဲ့ကျွန်တော်ရဲ့ account တွေက report တွေပါတင်လို့ရသေးတယ်ရတဲ့အချိန်မှာကျွန်တော် report တင်တဲ့အချိန်မှာကျွန်တော်အချိန်မရတော့ပြီးတော့ပြောမယ်ဆိုရင်တော့စာတွေပါတီးတီးချဲရိုက်ဖို့တော့အချိန်မရတော့အဲ့ဒီရက်ပိုင်းအချိန်ပိုင်းလေးအတွင်းမှာသူပြောတဲ့ stat တွေကိုတွားပြီးတော့ဒီတိုင်းလေးနဲ့report တင်လိုက်တာပေါ့နော်စာတွေပါရေးဖို့လည်းအချိန်မရတော့တင်လိုက်တဲ့ဟာက3ရက်လည်းနေရောသူတို့လက်မခံဘူးဆိုပြီးတော့ကျွန်တော်အကောင်လုံးဝ disable ဖြစ်သွားတယ်အလုံးဝ disable ဖြစ်သွားတဲ့ဟာကျွန်တော်ဘာမှလုံးမရတော့ဘူးထင်တော့ဗောနော်အဲ့ဒီအချိန်မှာကျွန်တော်အကောင်လေးကိုကျွန်တော်ပြန်ဆယ်လို့ရပါစေဆိုတော့တခြားနီလန်းလေးတွေနဲ့ပေါ့ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့ Facebook ဒီ service အဲ့လိုမျိုးလုပ်တဲ့လူတွေရှိတယ်အကောင့်ပြန်ဆယ်ပေးတဲ့လူတွေကိုကျွန်တော်သူတို့တွေနဲ့ဆက်သွယ်ပြီးတော့ကျွန်တော်လုပ်ကြည့်သေးတယ်လုပ်ကြည့်တော့သူတို့ရဲ့နီလန်းတွေနဲ့ကျွန်တော်လုပ်ပေးပေမဲ့ဘလို့မအောင်အဆင်မပြေဘူးကျွန်တော်အကောင့်ကလုံးဝပြန်မရတော့အဲ့လိုကျွန်တော်1လ2လ3လလောက်နေတော့ရက်ပေါင်း180ရလည်းမပြည့်သေးတော့ကျွန်တော်တခြားနီလန်းလေးတွေနဲ့ကျွန်တော်စဉ်းစားကြည့်အောင်မယ်ဆိုကိုကျွန်တော်ကျွန်တော်စဉ်းစားကြည့်တာပေါ့နော်စဉ်းစားကြည့်တော့ကျွန်တော်နီလန်းနှစ်ခုတွေ့တာပေါ့နော်နီလန်းနှစ်ခုနဲ့ကျွန်တော်လုပ်တယ်ဘယ်နီလန်းကြောင့်ကျွန်တော်ရသွားလဲတော့မသိဘူးပေါ့နော်ကျွန်တော်လုပ်တဲ့နီလန်းနှစ်ခုကကြတော့တစ်ခုကကြတော့ကျွန်တော်ရဲ့ဒီ Geo Saveya ဆိုတဲ့ account တခြား account တစ်ခုရှိသေးတယ်မြန်မာနာမည်လေးနဲ့ပေါ့နော် Geo Saveya ဆိုတဲ့အဲ့ account လေးရှိတယ်အဲ့ account လေးကနေပြီးတော့သူတို့ရှိ report လုပ်တာเนาะသူတို့ရှိ report လုပ်တာနောက်ထပ်နီလန်းတစ်ခုကကျွန်တော်ဒီ Facebook ရဲ့ရုံးချုပ်ကိုဒီemail နဲ့ပေါ့နော်စာတိုက်ရိုက်ပို့တဲ့နီလန်းအဲ့ဒီနီလန်းနှစ်ခုနဲ့ကျွန်တော်လုပ်လိုက်တာဘယ်နီလန်းကြောင့်ကျွန်တော်ရဲ့ account လေးပြန်ရသွားလဲမသိဘူးပေါ့နော်အဲ့တော့ခုနကတော့ဒီကိုယ့်ရဲ့ account ကနေနေတဲ့သူတွေဝါနေတဲ့သူတွေကလည်းအခုကျွန်တော် report တင်တဲ့နီလန်းနဲ့ကိုယ့်ရဲ့ account တွေတွားပြီးတော့ဓာတ်ရိုက်လုပ်ကြည့်လို့ရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ account ကလုံးဝ disable ဖြစ်သွားတယ်ဆိုရင်တခြား account ကနေပြီးတော့ဒီကိုယ့်ရဲ့ account ပြတ်သွားတဲ့အကြောင်းလေးကိုသူတို့ရှိကိုဒီသူတို့ရှိ report တင်ကြည့်လို့ရတာပေါ့နော်အဲ့တော့ကျွန်တော်အခုလုံးမဲ့နီလန်းကျတော့ကိုယ့်ရဲ့ account ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ account နေလို့ပဲဖြစ်ဖြစ်ဝါနေလို့ပဲဖြစ်ဖြစ်သို့မဟုတ်ကိုယ့်ရဲ့ account disable ဖြစ်နေတဲ့ account ဒါပေမဲ့တခြား account တွေတွားပြီးတော့သူတို့ရှိ report လုပ်မယ်အဲ့လို report လုပ်မယ်ဆိုရင်ဘယ်လိုနီလန်းမျိုးနဲ့ report လုပ်မလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကဒီ Facebook ကနေပြီးတော့လုပ်ဖို့လုပ်နည်းလေးကျွန်တော်တစ်ချက်အရင်ပြောပြမယ်အဲ့တော့ကျွန်တော် Facebook ထဲမှာတွားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ wall ထဲမှာကျွန်တော်တို့ hair and support ဆိုတဲ့ထဲမှာရှိတယ်အဲ့ဒီ support ထဲကိုကျွန်တော်တွားမယ်တွားပြီးွားရင်ကျွန်တော်တို့ဒီမှာ report a problem ဆိုတဲ့ထဲကိုကျွန်တော်တွားမယ်အဲ့နှစ်ခုပေါ့နော်ဒီကောင်ပြီးရင်နံပါတ်1ပြီးနံပါတ်2တွားမယ်တွားပြီးွားပြီဆိုရင်ကျွန်တော်ဒီနေရာမှာ continue to report ပေါ့အဲ့ဒီအချိန်မှာ continue to report ဆိုပြီးတော့တွားမယ်တွားပြီးပါရင်ကျွန်တော်တို့ရဲ့ဒီဖြစ်တာကဒီ Facebook page ကဖြစ်တာလား Facebook account ကဖြစ်တာလားဒီမှာကျွန်တော်ယူရမယ်ကျွန်တော်ကကြတော့ Facebook page ကဖြစ်တဲ့အတွက်ကျွန်တော် Facebook
page ကိုကျွန်တော်ဒီမှာ page ကိုကျွန်တော်ရွေးတယ်ကိုယ့်ရဲ့ account ကဖြစ်တယ်ဆိုရင်ဒီမှာ profile ကိုရွေးပြီးသွားပြီဆိုကျွန်တော်ကဒီနေရာမှာသူတို့ရှိကိုစကိုယ့်ရဲ့ဒီ report လုပ်လို့ရတဲ့နေရာလေးရောက်လာပြီအဲ report လုပ်လို့ရောက်တဲ့နေရာလေးရောက်လာပြီဒီနေရာမှာကျွန်တော်စာရိုက်ရမယ်ကိုယ့်ရဲ့ဖြစ်စဉ်ပေါ့နော်ကိုယ့်ရဲ့အပီးသဘောမျိုးပေါ့နော်သူတို့ရှိကိုအတနာခန်းစာတင်တဲ့သဘောမျိုးကိုယ့်ရဲ့ဖြစ်စဉ်ကိုစာရိုက်ပြီးရိုက်ထားပြီးသားစာလေးကိုဒီနေရာလေးမှာသူတို့ရှိထည့်ရမယ်ဒါမှမဟုတ်စလုံးကြီးကသူတို့သတ်မှတ်ထားတဲ့စလုံးကြီးကကိုကရိုက်ထားတာများတယ်သူတို့ကလက်မခံဘူးဆိုရင်တော့အဲ့ဒီစာလေးကိုပဲ access လေးရိုက်ပြီးတော့ဒီကနေတစ်ဆင့်ပေါ့နော်သူတို့ရှိကိုဒီကိုယ့်ရဲ့ဖုန်းထဲက access ဓာတ်ပုံလေးကိုလည်း attach တွဲလို့ရတယ်ဒီနေရာမှာ attach တွဲရမှာကြောင့် account ညီနေတဲ့သူတွေကကြတော့ကိုယ့် account ကညီနေတဲ့ပုံလေးပေါ့နော်ကျွန်တော်ရဲ့အနီနေတဲ့ပုံလေးကိုဒီနေရာလေးမှာ attach လေးသူတို့ရှိတွဲပဲဝါတဲ့လူဆိုရင်ဝါတဲ့ဓာတ်ပုံလေးရဲ့ပြီးတော့အကြောင်းပြချက်ကဘာကြောင့်ဖြစ်သွားလဲပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့စာရိုက်ရမယ်အဲ့ဒီတော့ကျွန်တော်ဘယ်လိုမျိုးလေးတွေကျွန်တော်စာစီခဲ့လဲဆိုတော့ကျွန်တော်ကကြတော့ကျွန်တော်ရဲ့ Facebook account ကဒီအလုပ်ကြော်ညာတွေကြောင့်ကျွန်တော်ထိသွားတာလေအဲ့ဒီတော့ကျွန်တော်အလုပ်ကြော်ညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှင်းပြတာပေါ့နော်ကျွန်တော်ရဲ့အလုပ်ကြော်ညာတွေကဒီကျွန်တော်ရဲ့ Facebook ကျွန်တော်တို့အရှိကြီးစာရှင်းပြတာပေါ့နော်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အရင်ဒါကိုယ့်ဘက်ကိုဒီ simple sentence လေးနဲ့ကျွန်တော်အရင်စာစီလိုက်တယ်စာစီပြီးတော့မှကျွန်တော် ChatGPT ကိုပြန်ရေးခိုင်းတာပေါ့နော်ရေးခိုင်းတဲ့ဟာလေးရပြီးတော့ကျွန်တော်ဒီ Facebook ကျွန်တော်ညီနေတဲ့အချိန်မှာကျွန်တော်အဲ့တော့ access တွေရိုက်ထားရှိတယ်ဒီ disable မဖြစ်ခင်ပေါ့နော်ညီနေတဲ့အချိန်မှာ access တွေရိုက်ထားတဲ့ဟာလေးကိုပါ attach တွဲပြီးတော့သူတို့ရှိကိုကျွန်တော်ကဒီတခြား account ကနေပြီးတော့ကျွန်တော် report တင်လိုက်တာပေါ့နော်ကျွန်တော်ဆိုရင်တော့ကျွန်တော်ရဲ့ဒီ Facebook account လေးကအလုပ်ကြော်ညာတွေကလည်းဒီမှန်ကန်တဲ့အလုပ်ကြော်ညာတွေဖြစ်ကြောင်းပေါ့နော်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တေချာရှင်းပြတဲ့စာကိုကျွန်တော်အရှိကြီးမှရေးတယ်ရေးပြီးတော့အဲ့ဒါကိုမှကျွန်တော်ဒီသူတို့မှားယွင်းပြီးတော့သူတို့ဖြတ်မိလိုက်တာပေါ့နော်Facebook ကနားလည်မှုလွဲပြီးတော့ဖြတ်မိလိုက်တဲ့သဘောမျိုးဖြစ်တဲ့အတွက်အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့ account လေးကိုပြန်ပြီးတော့ဒီ recover လုပ်ပေးဖို့တော့ပြန်ပြီးတော့ကျွန်တော်အတနာခန်းစာတင်တာပေါ့နော်သူတို့စီကျွန်တော်အပြီးတင်လိုက်တဲ့သဘောမျိုးပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုဒီခုနကတော့တခြား Facebook account ကနေပြီးတော့ကျွန်တော် report တင်လိုက်တယ်ဒါကနီလန်တစ်ခုပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့တချို့သူတွေနောက်တစ်ခုကကြတော့ Facebook account ညီနေတာပေါ့နော်ကိုယ့်ရဲ့ Facebook account ကညီနေတယ်နီးနေတယ်ဆိုရင်ရောတချို့နီးနေတဲ့လူတွေကကြတော့ဒီလိုမျိုး report လုပ်လဲရတယ်တချို့ဟာတွေကကြတော့ဘယ်လိုမျိုးရလဲဆိုတော့ကိုယ့်ရဲ့ Facebook account ညီသွားတဲ့အချိန်မှာသူတို့အတနာခန်းစာတင်မှုရပ်ပေါင်း180အတွင်းမှာအတနာခန်းစာတင်မှုအတွက်ကိုသူကနောက်ထပ် notification တစ်ခုတက်လာတယ်ဒါကကြတော့ Facebook ကိုမဟုတ်တခြား Facebook ရဲ့တခြားတပ်ပါတီတစ်ခုပေါ့နော်အဲ့လိုမျိုးတပ်ပါတီတစ်ခုကိုဒီသူတို့ရှိကိုဒီ oversight back ကိုကျွန်တော်တို့တွားပြီးတော့ report တင်လို့ရတဲ့ဟာမျိုးလေး notification တက်လာတတ်တယ်အဲ့လိုမျိုးတက်လာတယ်ဆိုလဲအဲ့ဒီကိုလည်းဓာတ်ရိုက်ကျွန်တော်တို့ရဲ့ဒီဖြစ်သွားတဲ့အကြောင်းအရာကိုပြောလို့ရတယ်ဒါကကြတော့ဒီကောင်ကျွန်တော် report တင်တာဘယ်တော့ကျွန်တော်တင်တာကျွန်တော်ဒီ account ပြန်ရပြီးတော့မှကျွန်တော်လည်းဒီအလုပ်ကြော်ညာနဲ့ပတ်သက်ပြီးတော့ခဏကျွန်တော်ပြဿနာတက်တယ်ဒီ account ကကျွန်တော်အောက်ဟိုထဲမှာ account ပြတ်သွားတာအောက်တိုဘာနိုဝင်ဘာမှာကျွန်တော်ပြတ်သွားတယ်ပြတ်ပြီးတော့ကျွန်တော် February ထဲမှာကျွန်တော် account ပြန်ရတယ်ရပြီးတော့ March လမှာကျွန်တော်တစ်လလောက်ပဲသုံးရသေးတယ်ကျွန်တော် Facebook account ကပြန်ပြီးတော့ပြန်หนีသွားတယ်ဒီအလုပ်ကြော်ညာကြောင့်လေဒီထိုင်းကခေါ်တဲ့ဒီအဲ့လိုမျိုးအသုံးလုံးလဲပါပါအဲ့ဟာလေးနဲ့ကျွန်တော်ပြန်ပြီးတော့ account ပြန်ပြီးတော့หนีလဲหนีပါအောင်အဲ့ဒါလေးหนีတဲ့ဟာကြောင့် notification သူကတက်လာတယ် account တော့ disable မဖြစ်ဘူးหนีတယ်အဲ့ဒါလေးကိုကျွန်တော်အပြီးတင်ဖို့အတွက်ကိုသူတို့ရဲ့ Facebook ရဲ့တပ်ပါတီကိုအပြီးတင်ဖို့အတွက်ကိုကျွန်တော်တက်လာတယ်အတနာခန်းစာတင်ဖို့အဲ့ဒါလေးကိုကျွန်တော်ဒီကနေပြီးတော့step by step ပေါ့နော်ဒီ appeal to oversight board ဆိုတဲ့ထဲကိုဝင်လိုက်တယ်ဝင်ပြီးတော့အဲ့နေရောစာရိုက်မယ်စာတွေရဲ့ attach တွဲရမယ့်ဟာတွေရဲ့အကုန်လုံးကိုကျွန်တော် attach တွဲလိုက်တယ်ကျွန်တော်အခုလုံခဲ့တဲ့တလော account ပြန်ပြီးတော့ပြန်စိတ်နာတော့မဟုတ်ဘူးပြန်ပြီးတော့ဝါသွားတာပေါ့နော်တစ်ပတ်နှစ်ပတ်လောက်တော့ရှိသွားပြီဒါကကျွန်တော်နေနေတဲ့သူတွေဝါနေတဲ့သူတွေကဒီလို notification တက်လာရင်လေသူတို့ရှိကိုဒီကနေတစ်ဆင့်သူတို့ရှိပို့လို့ရတယ်ဒါကကျွန်တော်Facebook ရဲ့တပ်ပါတီအဲ့လိုမှမဟုတ်ဘဲနဲ့တပ်ပါတီကိုမပို့အဲ့လို notification မတက်ခဲ့ရင်ဦးဆိုရင်တော့ပို့လို့မရဘူးเนาะတက်လာခဲ့ရင်တော့သူတို့တပ်ပါတီကိုပို့လို့ရတယ်မတက်ခဲ့ဘူးဆိုရင်တော့ခုနကတော့ Facebook ကိုဒီကိုယ့်ရဲ့ wall တွေကနေတွားပြီးတော့ဒီ report လုပ်တဲ့နေရာကနေတွားပြီး report လုပ်ရမှာပေါ့เนาะဒါကကြတော့ကျွန်တော်ဒီဒုတိယတစ်ချိန်หนีသွားတဲ့အချိန်မှာကျွန်တော်တို့ရှိလှုပ်လိုက်တာပေါ့နော်အဲ့ဒါကြောင့်နီလန်နှစ်ခုနဲ့လှုပ်တဲ့ဒီ oversight ကိုလည်းကျွန်တော်ပို့တယ်နောက်တစ်ခုကကျွန်တော်ခုနကတော့ report လုပ်တဲ့နီလန်နဲ့ကိုယ့်ရဲ့ account တွေကနေ report လုပ်တဲ့နီလန်နဲ့တို့ရှိကို report လုပ်လိုက်တယ် okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ရှိစာပို့လိုက်တာပေါ့နော်ကျွန်တော်ဒီစာလေးကိုပဲ
ဒီစာလေးရေနောက်တစ်ခုကကျွန်တော်ဒီ follower တွေကကျွန်တော် account หนีနေတဲ့အချိန်မှာပြန်စိမ့်အောင်ဆိုပြီးတော့ကျွန်တော် review လေးတွေရေးပေးကြတယ်လေကျေးဇူးအများကြီးတင်တယ်သူတို့တွေကိုလည်းကျွန်တော် review လေးတွေရေးပေးကြတယ်သူတို့ review ရေးပေးတဲ့ဟာလေးတွေကိုကျွန်တော်အဲ့တော့ကန်ကောင်းကျင်တော့ account disable မဖြစ်ခင်လေးမှာကျွန်တော် access လေးတွေရိုက်မိလိုက်တယ်ကျွန်တော် access လေးတွေရိုက်မိလိုက်အကုန်လုံးကျွန်တော် access လေးရိုက်ထားတဲ့ဟာလေးတွေကိုကျွန်တော် PDF လေးနဲ့ကျွန်တော်ဒီစေ့လိုက်တာပေါ့နော်ပြန်ပြီးတော့ပြန်စေ့ပြီးတော့အဲ့ဒါလေးကိုကျွန်တော်ဒီစာလေးနဲ့အဲ့ဒါလေးကိုကျွန်တော်စာရွက် print out ပြီးတော့ကျွန်တော်စာတိုက်ကနေတစ်ဆင့်ကျွန်တော်တို့ဒီ American သူတို့ရဲ့ Facebook ရဲ့ရုံးချုပ်ကိုကျွန်တော်ဒီသူတို့ရဲ့ရုံးချုပ်လိပ်စာဒီလိပ်စာကိုကျွန်တော်သူတို့ email နဲ့ကျွန်တော်ပို့တာ email နဲ့ Singapore ကျွန်တော် post ကနေပြီးတော့ကျွန်တော် email နဲ့စာပို့လိုက်တာပေါ့နော် email နဲ့စာပို့မယ်ဆိုတော့လွယ်လေးပဲကိုရဲ့ဒီစာတွေကိုကျွန်တော်စာသူတို့သတ်မှတ်ထားတဲ့စာအိတ်တွေကိုထည့်မယ်စာအိတ် site နဲ့အဲ့လိုမျိုးစာထည့်ပြီးွားပြီဆိုရင်ကျွန်တော်တို့ဒီလိပ်စာကိုရေးမယ်ပြီးရင်ကိုရဲ့နောက်ကျောမှာကိုရဲ့အိမ်လေးစာနဲ့ကိုရဲ့အချက်လက်ကိုဖြည့်ပြီးွားပြီဆိုရင်စာအိတ်လေးကိုယူပြီးတော့ကျွန်တော်တို့ဒီ email ပို့မယ်ဆိုရင်ကျွန်တော်တို့ Singapore post တွေကျွန်တော်တို့စင်ကာပူကပို့လိုက်တာဖြစ်တဲ့အတွက်လွယ်ကူကူနဲ့ email ကကြတော့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ဈေးလေးနည်းနည်းလေးပူပေးရတယ်ရိုး shipping နဲ့ပို့မယ်ဆိုရင်နည်းနည်းဈေးနည်းနည်းပူပေးရတဲ့ကြာတော့ကြတော့သူကတပတ်နဲ့10ရက်လောက်ဆိုရင်သူကစာရောက်တယ်အဲ့လိုမျိုး overseas ကိုပို့ချင်တယ်ပေါ့နော်အဲ့လိုမျိုး overseas ပို့ချင်တယ်ဆိုရင်အဲ့လိုမျိုးမြန်တယ်သူတို့နီးစပ်ရာစာတိုက်ကိုသွားတချို့စာတိုက်တွေဆိုရင်တနင်္ဂနွေနေ့မှာဖွင့်တယ်ပေါ့နော်အဲ့လိုမျိုးဖွင့်တဲ့စာတိုက်တွေသွားပြီးတော့ဟိုဒါကျူနံပါတ်ယူပြီးတော့နဲ့တာဝန်ကျတဲ့ဝန်ထမ်းကို MA ပို့ချင်လို့ပါဆိုပြီးပြောလိုက်တာ ਨੇ သူကအားဆိုရင်ကိုယ့်ရဲ့ size လေးကိုချိန်တယ်ချိန်ပြီးွားပြီဆိုရင် size လေးကိုချိန်ပြီးွားပြီဆိုဘယ်လောက်ကြာကျွန်တော်ဆိုရင်ပို့လိုက်တာအစာလုံး$2နီးပါးလောက်ပဲကြာတယ်အဲ့ဒါလေးကျွန်တော်ပို့လိုက်တာပေါ့နော်ပို့လိုက်တော့ကျွန်တော်ရဲ့ Facebook ဒီအဲ့ပို့လိုက်တဲ့ဟာလေးရဲ့နောက်တစ်ခုကကျတော့တခြား account ကနေပြီးတော့ report တင်တဲ့ဟာရဲ့အဲ့နှစ်ခုပေါ့နော်အဲ့နီးလန်းနှစ်ခုကိုကျွန်တော်လုတ်လိုက်တယ်လုတ်လိုက်တော့ကျွန်တော်ရဲ့ Facebook လေးကဒီ disable ဖြစ်သွားတဲ့ account လေးကဒီကျွန်တော်စာပို့ပြီးတစ်လခွဲလောက်မှာပြန်ပြီးတော့ကျွန်တော်ပြန်ရသွားတာပေါ့နော်ဒါကြောင့်အဲ့နီးလဲနှစ်ခုတွေကဘာကြောင့်ကျွန်တော်ရသွားလဲတော့မသိဘူးပေါ့နော်အတိအကျတော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့ကျွန်တော်တို့အဲ့လိုလေးလှုပ်လိုက်တယ်ခုနလိုမျိုး Facebook ဟိုစားဖြစ်နေတဲ့သူတွေကျွန်တော်တို့ဒီ Facebook ကိုယ့်ရဲ့ Facebook account ဖြစ် page ကဖြစ်ညီနေတဲ့သူတွေသို့မဟုတ်ဒီကျွန်တော်တို့ဝါနေတဲ့သူတွေပေါ့နော်အဲ့လိုမျိုးလူတွေကကြတော့ကျွန်တော်တို့ဒီလိုမျိုး oversight ကိုဒီအပီးတင်ဖို့အတွက်ကို notification တက်လာရင်သူတို့အဲ့လိုပို့ကြည့်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီအဲ့လို notification မတက်လာဘူးဆိုရင်ပုံမှန်ပို့ခြင်းတဲ့နီလန်းကတော့ခုနကတော့ကျွန်တော်ပြောတယ်ဒီကိုယ့်ရဲ့ Facebook account ထဲကနေသွားပြီးတော့သူတို့ရှိ report လုပ်တဲ့နီလန်းကနေပြီးတော့သူတို့ရှိပို့ကြည့်ပုံမှန်လေးပို့ပြီးပေါ့နော်ကိုယ့်ရဲ့သူတို့ကသူတို့ရဲ့ technical ကြောင့်မှားယွင်းပြီးတော့หนีသွားတာလားသူမို့ကိုယ့်ရဲ့အမှားကြောင့်หนีသွားတာလားဘယ်လိုပဲဖြစ်သူတို့ကိုယ့်ရဲ့အမှားကြောင့်หนีတယ်ဆိုရင်အဲ့ဒါလေးကိုပြန်ပြီးတော့စိတ်မေးဖို့ပေါ့နော်သူတို့ request လုပ်ပေါ့သူတို့ရဲ့ technique ကိုကမမှားဘူးလုံးဝတေးကြတယ်သူတို့ရဲ့ technical issue ကြောင့်หนีသွားတယ်ဆိုရင်အဲ့ဒါလေးကိုထောက်ပြလေးပေါ့နော်တေးချာလေးစာရေးပြီးအဲ့လိုမျိုး ChatGPT နဲ့ဖြစ်တခြား AI နဲ့ဖြစ်စာစီပြီးသွားရင်သူတို့ရှိကိုအဲ့ဒါလေးတေးချာပို့ပြီးအဲ့ဒါလေးပုံမှန်လေးပို့ပြီးတယ်ဆိုရင်အချိန်ကာလတစ်ခုပေါ့နော်ချက်ချင်းလက်ငယ်တော့မရဘူးကြာတယ်အချိန်ကာလတစ်ခုနေကြရင်တော့ကိုယ့်ရဲ့ account လေးကပြန်ပြီးတော့စိမ့်လာပါလိမ့်မယ်ပြန်ပြီးတော့recover ဖြစ်ရင်လည်းဖြစ်နိုင်ပါတယ်ပေါ့ဒါကတော့disable ဖြစ်တဲ့ account ကတော့ရဖို့တော့ရာခိုင်နှုန်းအရင်နေတယ်ကျွန်တော် account ဆိုလဲကျွန်တော်လုံးဝမရတော့ဘူးထင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ကန်ကောင်းထောက်မှတ်စာနဲ့ကျွန်တော်ပြန်ရသွားတာပေါ့အဲ့ဒါမို့ကျွန်တော်ရခဲ့တဲ့ဟာလေးကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်မေးရသူတွေရှိတဲ့အတွက်ဒါဆိုရင်တော့ဒီလောက်ဆိုရင်တော့သဘောပေါက်ပြီလို့ထင်ပါတယ်